English စာအုပ်ထဲအတိုင်းဓာတ်ရိုက်ဘာသာပြန်လို့မရတဲ့အသုံးအနှုန်းတွေကြောင့်ရံဖန်ရံခါမှာစိတ်ရှုပ်ဖူးလားဥပမာ land in your life ဆိုတာပေါင်ပေါ်ပြုတ်ကြတာမဟုတ်သလို run it by my family ဆိုတာလည်းမိသားစုရှိကနေပြေးနေတာမဟုတ်ပါဘူးဒီနေ့မှာကိုယ့်ရဲ့အင်္ဂလိပ်စကားပြောကိုပို့ပြီးတော့ natural ဖြစ်သွားစေမယ့် advanced idioms ၅ခုရဲ့အကျိပ္ပယ်နဲ့သုံးစွဲပုံဥပမာတွေကိုအတူတူလေ့လာကြည့်ကြရအောင်နော်So, without further ado, let's get started. ပထမဆုံး phrase ကတော့ to a certain extent ပဲဖြစ်ပါတယ်။တတိထားမှာက extent ကိုကြည့်နေရရပါမယ်။အကျိပ္ပယ်ကတော့အတိုင်းအတာတစ်ခုထိလို့အကျိပ္ပယ်ရပါတယ်။တစ်စုံတစ်ခုကိုတစ်စိတ်တစ်ပိုင်းလောက်ပဲသဘောတူညီတဲ့အခါမျိုးမှာသုံးလေးရှိပါတယ်။ For example အနေနဲ့ I agree with your point to a certain extent, but we still need to consider the cost.I agree with your point to a certain extent, but we still need to consider the cost. I agree with your point to a certain extent, but we still need to consider the cost. မပြောချင်တာအောင်ကအတိုင်းအတာတစ်ခုထိတော့သဘောတူတယ်။ဒါပေမဲ့ကုန်ကျစရိတ်ကလည်းထည့်စဉ်းစားဖို့လိုသေးရဲ့လေ။နောက်ထပ် example တစ်ခုကကြတော့ to a certain extent, everyone is responsible for their own choices. To a certain extent,Everyone is responsible for their own choices. To a certain extent, everyone is responsible for their own choices. အတိုင်းအတာတစ်ခုထိတော့လူတိုင်းမှာကိုယ်ရွေးချယ်မှုအတွက်ကိုယ်မှာတာဝန်ရှိကြတယ်ဟုတ်တယ်မလားဒုတိယတစ်ခုကကြတော့ to run it by my family ပဲဖြစ်ပါတယ်ဆုံးဖြတ်ချက်တစ်ခုကိုမချခင်မိသားစုနဲ့အရင်တိုင်ပင်ကြည့်ရဲသဘောထားတွေဆွေးနွေးကြည့်ရဲသဘောထားတွေမေးကြည့်ရဲလို့ပြောချင်တဲ့အခါမှာသုံးပါတယ် run it by someone ဆိုပြီးတော့တခြားသူတွေနဲ့လည်းတွဲသုံးလို့ရပါတယ် For example အနေနဲ့ Let me run it by my family first Let me run it by my family first Let me run it by my family first ကျွန်တော်အရင်ဆုံးမိသားစုကိုတိုင်ပင်ကြည့်ပြစေပါအောင်နောက်ထပ် example တစ်ခုကကြတော့ I need to run the relocation plan by my family before accepting the job offer I need to run the relocation plan by my family before accepting the job offer I need to run the relocation plan by my family before accepting the job offerအလောက်ကလန့်ချက်ကိုလက်မခံခင်မှာနေရာပြောင်းရွှေ့မဲ့အစီအစဉ်ကိုကျွန်တော်မိသားစုရဲ့သဘောထားကိုမေးကြည့်ဖို့လိုသေးတယ်တတိယတစ်ခုကတော့ to go in one ear and out the other ပဲဖြစ်ပါတယ်စကားတွေအကြံဉာဏ်တွေကိုနားမထောင်ပဲနဲ့ချက်ချင်းမေးပြတာမြန်မာစကားပုံလို့ဆိုရင်တော့တစ်ဖက်နားဝင်ပြီးတော့တစ်ဖက်နားထွက်တာကိုဆိုလိုတာပဲဖြစ်ပါတယ်For example, Nene, I tried to advise him, but my was just one in one ear and out the other. I tried to advise him, but my was just one in one ear and out the other. I tried to advise him, but my was just one in one ear and out the other. ငါတို့အကြံပေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ငါစကားတွေတစ်ဖက်နားဝင်ပြီးတစ်ဖက်နားထွက်ပဲဖြစ်သွားလေ။နောက်ထပ် example တစ်ခုကကြတော့Pay close attention. Don't let this important advice go in one ear and out the other. Pay close attention. Don't let this important advice go in one ear and out the other. Pay close attention, please. Don't let this important advice go in one ear and out the other. တေချာအာယုံဆိုင်ပြီးတော့နားထောင်ပါဒီအရေးကြီးတဲ့အကြံဉာဏ်တွေကိုတစ်ဖက်နားဝင်မျိုးတစ်ဖက်နားထွက်တာတွေမဖြစ်စေနဲ့နော်ကျေနော်လောင်အကူပါအကျိပ္ပယ်ကတော့မကြသေးမီကတနေ့မှာဆိုတဲ့အကျိပ္ပယ်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မကြသေးတဲ့အကျိတ်ကအကြောင်းတွေကိုပြောပြတဲ့အခါမှာသုံးပါတယ် For example အနေနဲ့ One day no long ago I ran into an old school friend at the market One day no long ago I ran into an old school friend at the market One day no long ago I ran into an old school friend at the marketမကြသေးမီကတနေ့မှာကျွန်တော်ဈေးထဲမှာကျောင်းနေပဲတငယ်ချင်းဟောင်းတစ်ယောက်နဲ့မတော်တဆတွေ့ခဲ့တယ်နောက်ထပ် example တစ်ခုကကြတော့ One day no long ago we decided to take a spontaneous road trip One day no long ago we decided to take a spontaneous road trip One day no long ago we decided to take a spontaneous road trip မကြသေးမီကတနေ့မှာကျွန်တော်တို့ရုတ်တရက်ခီးထွက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ကဲနောက်ဆုံးတစ်ခုကတော့ to land in your lap ပဲဖြစ်ပါတယ် to land in your lap ကိုနောက်ထပ် fall
into your life လို့လည်းခေါ်လို့ရပါတယ် fall into your life ဆိုပြီးတော့လည်းအသုံးပြုလို့ရပါတယ်သူရဲ့အဓိပ္ပာယ်ကကြတော့ကိုယ်တိုင်ပင်ပန်းချဝေစရာမလိုစူးစမ်းစရာမလိုဘဲနဲ့အခွင့်အရေးတွေကံကောင်းမှုတွေကသူ့အလိုလိုရောက်လာတာအလွယ်တကူရောက်လာတာကိုဆိုလိုတာပဲဖြစ်ပါတယ် For example အနေနဲ့ a large sum of money and expectedly landing in her life from an inheritance a large sum of money and expectedly landing in her life from an inheritance a large sum of money and expectedly landing in her life from an inheritance အမွေရတာကြောင့်မချစ်မဖဲနဲ့ငွေအများများတွက်လက်ချေကိုအလွယ်တကူရောက်ရှိလာတယ်နောက်ထပ် example တစ်ခုကကြတော့ don't expect success to just fall into your lap without putting in hard work don't expect success to just fall into your lap without putting in any hard work don't expect success to just fall into your lap without putting in hard work ပင်မစူးစမ်းပဲနဲ့အောင်မြင်မှုကိုအလွယ်တကူရလာလိမ့်မယ်လို့မမျှော်လင့်နဲ့ဒီ3-5ခုတွေကကိုယ်ကြိုက်ဆုံးတစ်ခုကို comment မှာ sentence တစ်ကြောင်းစီတိစောက်ပြီးတော့ရေးသွားပေးအောင်နော်နောက်ထပ်အင်္ဂလိပ်စကားပြော tips လေးတွေအတွက် like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော် see you next time bye bye